Hello အားလုံးပဲစုပြီးရဲ့ vlog လေးကနေပြီးတော့အားလုံးကိုကြိုဆိုပါရစေအားလုံးပဲတကယ်ချင်းလေးနေကြောင်းနေကောင်းကြတယ်မလားအခုကတော့စုပြီးကဗာလေးပြတယ်ဆိုခုပဲဒီနေ့ဆမ်မာဆိုတော်တော်ပူနေတယ်အခုဒီမှာနေချက်စီမှာတော့ဆမ်မာပေါ့နော်ရန်ကိုပူနေအလောက်ကပြန်လာတယ်ပြန်လာကြအောင်လဲအရန်ဟိုကဖြစ်လာတော့စုပြီးကစဉ်းစားလိုက်တာကကိုတည်းကဗာယိုမာကနည်းနည်းလေးပဲပြလိုက်ရသေးတာဆိုအဲ့ဒါဒီနေ့ဗာယိုမာလေးမျက်နှာ face mask လုပ်ပြီးတော့အပီးထိ wash လုပ်ပြီးတဲ့အထိပါဘယ်လိုမျိုးလေးဖြစ်လဲဆိုတာပြောပြမယ် okay ဒီမှာနော်လုံးဝမိုက်တယ်အရန်ကိုကောင်းတာအဲ့ဒါကြောင့်နောက်တစ်ချိန်ထပ်ပြီးတော့အခုလုပ်ပြဖို့ okay သူကလေမျက်နှာကိုတော့တစ်ထားတယ်မနက်ကတော့မတ်စကာရာအလုပ်သွားတော့ထည့်သွားရတယ်လေအဲ့ဒါတော့နည်းနည်းလေးတော့မဲနေမြက်ကွင်းနေရလေဒီလိုလေးလင်းရတာတိလားသူအသားထဲမှာလုံးဝဒီမှာအထဲထဲမှာအနှစ်ကဒီလိုလေးပါတလားအီးပြီးတော့တော်ကောင်းတယ်ဟုတ်နော်အခုထားကိုအကုန်စုပြရလို့မျက်နှာတစ်ပြင်ကိုအပြည့်အလိုတိချလေးကိုလင်းလိုက်တယ်လိမ့်မိရင်ဘယ်လောက်ထားရလဲဆိုရင်သူက20 to 30 minute ထားမယ်လို့ပြောတယ်အဲ့တော့အဲ့ဒါကိုဒီနေ့ထားပြမယ်ထားပြပြီးပြီးမျက်နှာတစ်ပြီးတဲ့အထိဘလိုလေးကိုဖြစ်လဲဆိုတာလေးကိုလည်းပြပေးမယ်ဒါလေးကိုကတော့30 minute လောက်စောင့်ကြည့်ကြရအောင် okay to be continue on part 2 okay bye